ဇနီးတဲ့ကမီဒီယာသမားတွေနဲ့ကင်မရာကိုရှောင်ပြေးနေရတဲ့အကြောင်းရင်းကိုပြောလာတဲ့ပိုင်းတကွန်မင်္ဂလာပါပရိသတ်ကြီးရေဒီကနေ့လူမှုကွန်ရက်စာမျက်နှာတွေထက်မှာအတော်လေးကိုလူပြောများပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အမှုပညာသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတော့ပြည်တွင်းမှာသာမကပြည်ပနိုင်ငံတွေအထိပါထိုးဖောက်အောင်မြင်နေတဲ့စူပါမော်ဒယ်မင်းသားကျော်ပိုင်းတကွန်ရဲ့ဇနီးတဲ့လင်းမြဘူးတယောက်ဘာဖြစ်လို့မီဒီယာတွေကင်မရာတွေကိုမြင်တာနဲ့ထွက်ပြေးနေရတယ်လဲဆိုတဲ့အကြောင်းရင်းကိုကာယကံရှင်ပိုင်းတကွန်ကိုယ်တိုင်ကရှင်းပြလာပါတယ်အားလုံးသိကြတဲ့အတိုင်းပဲပိုင်းတကွန်ဆိုတာမြန်မာနိုင်ငံရဲ့ဂုဏ်ဆောင်အမှုပညာရှင်တယောက်ပါကမ္ဘာပေါ်မှာရုပ်အချောဆုံးအမျိုးသားစည်ရင်းတွေမှာထိတ်တန်းကနေပါဝင်ထားတဲ့သူမလို့ပြည်တွင်းကအမျိုးသမီးပရိသတ်တွေဒါမကောထိုင်းကမ်ဘောဒီးယားစတဲ့နိုင်ငံတကာကအမျိုးသမီးပရိသတ်တွေကပါအသေးဆွဲအယူမှုအပေးဝင်းရင်ကြတဲ့မင်းသားတက်လက်ဖြစ်ပါတယ်။ဒါပေမဲ့ပိုင်းတကွန်တလောက်နာမည်ကြီးပြီးတော့ပရိသတ်တွေကြားမှာထင်ပေါ်နေသလောက်သူ့ရဲ့ဇနီးတဲ့ဖြစ်သူလင်းမြဖူးကတော့ပွဲလန်းတပင်နေနဲ့မီဒီယာတွေရှေ့မှာခင်မုန်းဖြစ်သူနဲ့အတူတူတွဲပြီးတော့မြင်တွေ့ရခဲ့လုံးပါတယ်။မြင်တွေ့ရခဲ့တဲ့ဆိုတာထက်ကင်မရာတွေကိုအမြဲတမ်းရှောင်ပြေးနေတတ်တာပါ။လက်တလုံးအင်တာနက်ပေါ်မှာပြန့်နှံ့နေတဲ့ဗီဒီယိုဖိုင်တစ်ခုမှဆိုရင်မီဒီယာသမားတွေအနားရောက်လာတာနဲ့လင်းမြဖူးတယောက်အလန့်တကြားထွက်ပြေးသွားတဲ့ပုံရိပ်တွေကိုပရိသတ်တွေကမျက်မြင်ကိုယ်တွေ့မြင်ခဲ့ရမှာပါတကယ်တော့မီဒီယာသမားတွေကနာမည်ကြီးပိုင်းတကွန်တို့ဇနီးမောင်နှံနှစ်ယောက်ရဲ့လိုက်ဖက်ညီတဲ့ပုံရိပ်လေးတွေကိုအတူတကွတက်ပုံရိုက်ကူးနေတာပါလင်းမြဘူးဆိုတာကလည်းတာမန်အမျိုးသမီးတယောက်မဟုတ်ပါဘူးထိတ်တန်းမင်းသမီးတွေနဲ့တန်းတူရှင်နိုင်တဲ့စွဲဆောင်မှုရှိတဲ့ရုပ်ရည်အလှတရားကိုပိုင်ဆိုင်ထားတဲ့သူပါဒါအပြင်မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးသောစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတွေထဲမှာတဦးပါဝင်ဖြစ်တဲ့အထိလုပ်ရည်ကိုင်းရည်ပြည့်ဝတဲ့သူတယောက်ဖြစ်ပါတယ်ဒီလိုပြည့်စုံတဲ့အမျိုးသမီးတယောက်ကဘာဖြစ်လို့ကင်မရာတွေကိုကြောက်ရွံ့နေရတာလဲဆိုတာပရိသတ်တွေကြားမှာမေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။ဒီဗီဒီယိုပြန့်နှံ့သွားပြီးနောက်မှာတော့ online ပေါ်မှာထင်ကြီးပေးဝေဖန်မှုတွေအမျိုးမျိုးထွက်ပေါ်လာခဲ့ပါတယ်။တချို့ကဆိုရင်လင်းမြဘူးကမကြသေးခင်ကမှရောက်ခမဖြစ်သူပိုင်းတကွန်ရဲ့မိခင်နဲ့စကားများရန်ဖြစ်ထားလို့မီဒီယာတွေကိုမျက်နှာပူပြီးတော့ရှောင်နေရလားဆိုပြီးမေးခွန်းထုတ်ကြပါတယ်။သတင်းတွေကအမျိုးမျိုးထွက်ပေါ်လာတဲ့အခါမှာတော့ဒီကောလာဟလာတွေနဲ့ပတ်သက်ပြီးတော့ပိုင်းတကွန်ကပဲပုံပွင့်လင်းလင်းအမှန်တရားကိုဖြေရှင်းခဲ့ပါတယ်။ပိုင်းတကွန်ရဲ့ပြောပြချက်အရသူ့ရဲ့ချစ်စနီးလေးကအမှုပညာလောကသားတယောက်မဟုတ်တဲ့အတွက်ကင်မရာတွေကိုတွေ့ရင်အင်မတန်ရှိန်တတ်တယ်လို့မိမိကိုယ်တိုင်အင်တာဗျူးဖြေရမှာကိုလည်းအရန်ကြောက်တတ်တဲ့ဇေယိုက်တဘာဝလေးရှိတယ်လို့ဝန်ခံလိုက်ပါတယ်။လင်းမြဘူးကမီဒီယာတွေရှေ့ထွက်ရမှာကိုသိရှက်တက်လို့ပွဲလန်းတပင်တွေတွက်ဖို့ဆိုရင်တောင်ခင်မုန်းဖြစ်သူကအမြဲတမ်းချော့မော့တိုက်တွန်းပြီးတော့အတင်းခေါ်ယူနေရတာဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတဲ့အကြောင်းရင်းတစ်ချက်ကတော့အခုလိုသတင်းအတုသတင်းအမှားတွေပေါ်များလာတဲ့ခေတ်ကြီးမှာမလို့အဖေးအင်တာဗျူးတွေကိုဖြေကြားတာမျိုးရှောင်ရှားနေတာလည်းဖြစ်ပါတယ်။သူတို့ဇနီးမောင်နှံအနေနဲ့ကိုဘဝကိုအေးစစ်စစ်နဲ့တတရရပဲဖြတ်တန်းကျင်တယ်လို့ပိုင်းတကွန်ကဖွင့်ဟလာတာပါ။ကဲပရိသတ်ကြီးအခုဆိုရင်တော့အောင်မြင်လာတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ပေမဲ့အေဂျင့်နဲ့လူနေမှုပုံစံကိုသဘောကျပြီးတော့အင်တာဗျူးတွေကင်မရာတွေကိုကြောက်ရွံ့တတ်တဲ့ပိုင်းတကွန်ရဲ့ဇနီးတဲ့လင်းမြဘူးရဲ့ချစ်စရာဇေယိုက်တဘာဝလေးကိုတေချာသိရှိသွားကြပြီဖြစ်ပါတယ်ပရိသတ်ကြီးနေနဲ့ရောဇနီးတွေကိုအမြဲတမ်းနားလည်ပေးပြီးတော့ကောက်ွယ်ပေးတတ်တဲ့ပိုင်းတကွန်တို့ဇနီးမောင်နှံရဲ့အေဂျင့်နဲ့ဘဝဖြတ်သန်းမှုလေးအပေါ်ဘယ်လိုမြင်ကြလဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်